you ready အခုကျမကဒီမှာရှိတဲ့အသီးလေးတွေနဲ့တုတ်ပြလိုက်တော့မယ်ပေါ့နော်မင်္ဂလာပါရှင် New Day Blog ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့တိုချိုမှာနာမည်ကြီးနေတဲ့ BNN ဆိုင်တတိဆိုင်မှာတွားခဲ့ပြီးတော့ဝယ်လာတဲ့အသီးနှံနေနဲ့မြန်မာချင်းငံဆက်အချင်းတုတ်လုပ်ပြမှာဖြစ်ပါတယ်ရှင်ပေါ့နော်ဒီမှာအသီးနှံတွေကိုစေးကြောတန့်စင်လိဖြတ်ပြီးတဲ့အခါမှာတော့ကျမကဒီ sauce လေးကိုလည်းဖြော်လိုက်ပါတယ်ခါလေးကိုလည်းကျမဝယ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီရဲ့အမုံမြည်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီတုံရမ်းအမုံကြီးပေါ့နော်ဟိုရရန်ချင်းကဆက်ထဲမှာပါတယ်အမုံရတိုင်းအဲ့ဒါနဲ့တိုးစားပြမယ်ကျမမကြိုက်ပါဘူးအဲ့ဆိုင်မှာတောက်ဝဲတဲ့ခါမှာလည်းဒိတ်ကိုကြည့်ဖို့အရေးကြီးရပေါ့နော်အမုံကအများကြီးပါတဲ့အတွက်ဒိတ်ကိုကြည့်ပြီးတဲ့အခါကျမှနောက်2လ3လလောက်ထားခံနေဘူးဝယ်ကြပါပေါ့နော်ဒီငပိနှမျိုးကိုအသုံးပြုထားတာဒါမဲ့ရွှေမို့ပေါ့နော်ငပိသားလုံးဝဖွေးညာပဲနော်ဒါကကျတော့ငပိဖုတ်ပြီးတော့တုတ်စားလို့ရတဲ့ဟာလိုမျိုးပေါ့နော်ဒါကကျတော့ထိန်ထိန်လင်းဘိတ်သေးသားထွက်တာတော်တော်လေးအရသာရှိတဲ့ပစုံငပိထောင်းပေါ့နော်အဲ့နောက်ခုတုံးထားပါတယ်ရှင်ပြီးတော့ဒီ sauce ဖြော်တဲ့နေရာမှာလည်းပါဝင်ပစ္စည်းတွေကိုတခြားပြောရင်တကြားစာဟင်ခမုတ်ငရုတ်သီးစိမ်းမုံငရုတ်သီးချောင်းမုံပြီးငပိထောင်းငပိအသားငမြရည်ပြီးပစုံ6ပြီးတမရည်ထည့်မယ်ကဲဆန်းလိုက်ပါပြီရှင်လုံးဝရှယ်ပါပဲရှင်တုတ်ပြီးပါပြီငပိနဲ့မွေးလက်လိုင်းလေးနဲ့တမရနဲ့တင်းတင်းလေးချင်းပေါင်းစုံတုတ်ရပါပြီရှင်တုတ်ပြီးချင်းစားပြမှာကတော့တရက်တီဖြစ်ပါတယ်ကျွန်မဒီဗီဒီယိုလေးကိုကျွန်မအတန်ဖမ်းဖို့မိသွားလို့ပေါ့နော်တရက်တီကအရင်လဲမချင်မဲနဲ့စိမ့်ရွှင်ရွှင်အနံလေးနဲ့စားကောင်းပါတယ်ရှင်ကျွန်မစားတုတ်ထဲကတရေတွေမျိုးချပြီးတော့တုတ်နေရတာပါချင်းရဲ့စွမ်းမကားကတော့ဗီဒီအက်ဒီနဲ့လည်းတရေယူပါတယ်ရှင်တရက်တီကိုစမိတဲ့အခါမှာတချွန်းကျွမ်းနဲ့လုံးဝစားကောင်းပါတယ်ပင်ကွေးတီမလေးဆွေမျိုးမေးတော့မယ်ချင်းလုံးလို့ကွေးနဲ့ဆင်းဆင်းလို့အဲ့ရုံကြောင့်လည်းထင်ကြွပါအဲ့လိုမျိုးတွေပုံမှန်လိုပဲဒါအစီမပါတရက်တည်းကစားကောင်းမှမယ်လေတရက်တည်းကအစီအကြီးပဲလေးရနေမှာတော့ခက်တယ်အစီရကြီးပဲဒါနဲ့ရပေါ့တောင်း350နော်ဒီမန်ကူတီချင်းထုံထုံမျက်လုံးတွေပါဖြစ်လာတာမျက်လုံးတွေပါကြောလိုက်လာတာကျွန်တော်ရုပ်ဒီဇိုင်းကျွန်မအင်္ဂိုက်တက်တယ်ဒါမှမဟုတ်ရင်အဲ့စိတ်တူတက်တယ်ဒါမှရုပ်ဒီကိုအရင်ကြိုက်တယ်ရုပ်ဒီမပါမစားတော့ကျွန်မမေ့နေတာပစွန်6မုံတွေလည်းထည့်တယ်ဒီမှာဒီပစွန်6မုံတွေကန်တယ်ဒါကြောင့်ဂျပန်မှာနာမည်ကြီးရဲပေါ့နော်မြန်မာနိုင်ငံမှာတော့ဆိုခေါင်းပုတ်လို့ခေါ်တဲ့အတီးပေါ့အဲ့တော့ချိုချင်းလေးလောက်ထားတာဂျပန်เนี่ยလုံးဝချင်းနာရွေးလဲရတယ်ဒီလိုချိုလေးအချိုရွေးလဲရတယ်ပေါ့နော်ဒီမှာလိမ္မော်တီလေးစားပြမယ်အကောင်းဆုံးရတာအောင်ပြောလို့ရတယ်အဆက်တွေမစားနိုင်တော့မှစားခဲ့တဲ့လုံးဝအရသာလေးချိုချင်းလေးအရင်ကောင်းတော့မွေးလဲမွေးနောက်ဆုံးကတော့အချိုတဲပန်းတီလေးစားပြမှာဖြစ်ပါရဲ့ရှင်နှခမ်းနေလည်းထူလိုက်နော်ဆီလီကွန်ထိုးစရာမလိုတော့ပြပြမမွေးလေးပန်းတီကကောင်းတာတတိတွေနဲ့အချင်းတုပ်လောက်စားရတာဗီတာမင်စီကျွမ်းပြီးတော့အာယုံကြောတွေဖွင့်ပြီးစိတ်ကိုပျော်စေပါတယ်လှူစားကြည့်ကြပါရှင်စောင်းထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်